အာကာသကနေပြီးတော့တရုတ်ပြည်ရဲ့မဟာသရိုင်းကြီးကိုတကယ်ပဲမြင်ရသလားဒီမေးခွန်းကကျွန်တော်တို့အားလုံးကိုစိတ်ဝင်စားဖြစ်စေခဲ့ပါတယ်ကမ္ဘာအံ့ဖွယ်တစ်ပါးဖြစ်တဲ့ဒီမဟာသရိုင်းကြီးအကြောင်းစိတ်ဝင်စားစရာအချက်လက်တွေအများကြီးရှိပါတယ်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်ရဲ့ Nova မြန်မာကနေပြီးတော့ဒီလှုပ်ဝက်စမ်းကြတဲ့မေးခွန်းရဲ့အဖြေကိုရှာဖွေသွားမှာပဲဖြစ်ပါတယ်မယုံနိုင်စရာကောင်းတဲ့အချက်လက်တွေနဲ့ပြည့်နှက်နေတဲ့ကျွန်တော်တို့ရဲ့ဗီဒီယိုသစ်တွေကိုလက်မလွတ်ရအောင်ကျွန်တော်ရဲ့ Nova မြန်မာဆိုတဲ့ YouTube Channel ကို Subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဆိုတော့ဗီဒီယိုလေးစလိုက်ကြရအောင်ကမ္ဘာပေါ်မှာအံ့ဩစရာအကောင်းဆုံးပြည်သူကလက်ရာတွေထဲကတစ်ခုဖြစ်တဲ့တရုတ်ပြည်ကမဟာသရိုင်းကြီးဟာရာစုနှစ်ပေါင်းများစွာကမ္ဘာတလွှားလူတွေရဲ့စိတ်ကူးစိတ်သန်းတွေကိုဖန်ဆားနိုင်ခဲ့ပါတယ်။ဒီသရိုင်းကြီးနဲ့ပတ်သက်ပြီးတော့အကြီးမားဆုံးဒဏ္ဍာရီတစ်ခုကတော့အာကာသကနေပြီးတော့မြင်နိုင်တယ်ဆိုတဲ့အဆိုပဲဖြစ်ပါတယ်။ဒီအဆိုဟာဆယ်စုနှစ်ပေါင်းများစွာလူတွေရဲ့ပါးစပ်ဖျားမှာပြောစမှတ်တွင်ခဲ့ပြီးတော့ကျောင်းသုံးစာအုပ်တွေမှာတော့ဖော်ပြခံခဲ့ရပါတယ်။တကယ်တော့ဒီအဆိုဟာသိပ္ပံနည်းကြအခြေမြင့်မရှိတဲ့ဒဏ္ဍာရီတစ်ခုသာဖြစ်ပြီးတော့ကမ္ဘာပေါ်ကဘယ်အရာဝတ္ထုမှအာကာသကနေပြီးတော့မြင်နိုင်လောက်အောင်ကြီးမားခြင်းမရှိပါဘူး။ဒါပေမဲ့ဒီဒဏ္ဍာရီဟာဘယ်ကနေစတင်ခဲ့ပြီးတော့ဘာကြောင့်ဒီလောက်ထိလူကြိုက်များခဲ့တယ်လဲဆိုတာတော့စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့အာကာသကနေပြီးတော့မြင်နိုင်စွမ်းကိုနားလည်နိုင်ဖို့ဆိုရင်အကွာအဝေးအရွယ်အစားနဲ့ resolution တို့လိုအချက်လက်တွေကိုသိဖို့လိုပါတယ်။ကျွန်တော်တို့ရဲ့မျက်စိတွေဟာအာကာသအနေဆိုရင်သေးငယ်တဲ့အရာဝတ္ထုတွေကိုခွဲခြားမြင်နိုင်စွမ်းဟာအလွန်နည်းပါပါတယ်။ဥပမာနိုင်ငံတကာအာကာသစခန်းပေါ်ကနေဆိုရင်မြို့ကြီးတွေကိုမြင်နိုင်ပေမဲ့လမ်းတွေဒါမှမဟုတ်အဆောက်အအုံငယ်တွေကိုတော့မမြင်နိုင်ပါဘူး။မဟာသရိုင်းကြီးရဲ့အကျယ်ကပုံမှန်အားဖြင့်ပေ20ဝန်းကျင်ပဲရှိတာကြောင့်အာကာသအနေဆိုရင်ကမ္ဘာမြေပြင်နဲ့အယောင်တူနေတဲ့အတွက်ခွဲခြားမြင်နိုင်ဖို့ကလုံးဝနှီးပါမဖြစ်နိုင်ပါဘူး။ဒါကြောင့်အာကာသယမှုတွေရဲ့အပြောတွေသိပ္ပံပညာရှင်တွေရဲ့လေးလာတွေးရှိချက်တွေအရဆိုရင်မဟာသရိုင်းကြီးကိုအာကာသကနေပြီးတော့တာမန်မျက်စိနဲ့မြင်ရဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ဆိုထားပါတယ်။မဟာသရိုင်းကြီးကိုအာကာသကနေပြီးတော့မြင်နိုင်တယ်ဆိုတဲ့ဒဏ္ဍာရီဟာ19ရာစုနှောင်းပိုင်းကတည်းကစတင်ခဲ့တာဖြစ်နိုင်ပါတယ်။အချို့သမိုင်းပညာရှင်တွေကတော့ Richard Harlan Barden ရဲ့1938ခုနှစ်ထုတ် Second Book of Marvel စာအုပ်ထဲကအဆိုတစ်ခုကနေစတင်တယ်လို့ယုံကြည်ကြပါတယ်။အဲ့ဒီစာအုပ်ထဲမှာတော့သူကမဟာသရိုင်းကြီးဟာလူသားတွေဖန်တီးခဲ့တဲ့အကြီးမားဆုံးအရာဖြစ်ပြီးတော့လကနေတော့မြင်နိုင်တယ်လို့ရေးသားခဲ့ပါတယ်။ဒါပေမဲ့လကနေမြင်ရတယ်ဆိုတဲ့အဆိုကတော့အလုံးအမင်းချဲ့ကားထားတဲ့စကားဖြစ်ပါတယ်။တကယ်တမ်းမှာတော့ဒီအဆိုဟာလူတွေကြားထဲမှာဗဇက်ရာဇဝင်အဖြစ်ပြန့်နှံ့သွားခဲ့ပြီးတော့နောက်ပိုင်းမှာကျောင်းသုံးစာအုပ်တွေထဲကိုပါရောက်ရှိခဲ့ပါတယ်ဒီလိုဒဏ္ဍာရီတွေကမဟာသရိုင်းကြီးအပေါ်လူတွေရဲ့စိတ်ဝင်စားမှုကိုပုံမမြင့်တက်စေခဲ့တယ်ဆိုတာတော့ညင်လို့မရပါဘူးခေတ်သစ်သိပ္ပံပညာနဲ့ NASA ရဲ့သုတေသနတွေကတော့မဟာသရိုင်းကြီးကိုအာကာသကနေပြီးတော့မြင်နိုင်တယ်ဆိုတဲ့အယူအဆကိုတိတိကျကျပယ်ချထားပါတယ်အာကာသယဉ်မှုတွေဟာကမ္ဘာပတ်လမ်းကြောင်းပေါ်ကနေပြီးတော့မြေပုံတွေဓာတ်ပုံတွေကိုအသုံးပြုပြီးတော့သရိုင်းကြီးကိုရှာဖွေကြည့်ခဲ့ကြပြီးမြဲတာမန်မျက်စိနဲ့တော့မမြင်တွေ့နိုင်ခဲ့ကြပါဘူးတကယ်လို့မြင်ခဲ့ရင်တော့မှအနီးကပ်မှန်ဘလူးတွေဒါမှမဟုတ်အထူးကင်မရာတွေနဲ့သာမြင်နိုင်တာပါအာကာသယဉ်မှု Larry Chong ကတော့သူဟာမဟာသရိုင်းကြီးကိုကင်မရာတစ်လုံးနဲ့မြင်တွေ့ခဲ့ရတယ်လို့ပြောခဲ့ပေမဲ့ဒါဟာတာမန်မျက်စိနဲ့မြင်ရတာမဟုတ်ဘဲနဲ့အလွန်အမင်းဆွဲဆန့်ထားတဲ့မှန်ဘလူးတွေကိုအသုံးပြုထားတာဖြစ်ပါတယ်ဒါကြောင့်မဟာသရိုင်းကြီးကိုအာကာသနေပြီးတော့တာမန်မျက်စိနဲ့မြင်ရတယ်ဆိုတာလုံးဝမဟုတ်မှန်ပါဘူးမဟာသရိုင်းကြီးကိုအာကာသကနေပြီးတော့မမြင်အောင်ဆိုရင်တခြားဘယ်လိုလူလုတ်အရာဝတ္ထုတွေရောမြင်ရနိုင်လဲဆိုတာစိတ်ဝင်စားစရာပါပဲတကယ်တမ်းမှာတော့ကမ္ဘာပေါ်ကလူလုတ်အရာဝတ္ထုတွေအားလုံးဟာအာကာသကနေဆိုရင်အလွန်သေးငယ်ပါတယ်ညဘက်မှာတော့အလင်းရောင်များစွာထုတ်လွှတ်တဲ့မြို့ကြီးပြားကြီးတွေမီးရောင်တွေကိုတော့အာကာသကနေပြီးတော့အလွယ်တကူမြင်တွေ့နိုင်ပါတယ်ဒါပေမဲ့အဆောက်အအုံတွေလမ်းတွေလိုမျိုးသေးငယ်တဲ့အရာတွေကိုတော့မြင်နိုင်စွမ်းမရှိပါဘူးအမြဲတမ်းပြောင်းလဲနေတဲ့သဲကန္တာရတွေတောအုပ်တွေရေပြင်ကြီးတွေလိုသဘာဝအရာဝတ္ထုကြီးတွေကိုသာအာကာသကနေပြီးတော့အလွယ်တကူခွဲခြားသိမြင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မဟာသရိုင်းကြီးကိုအာကာသကနေပြီးတော့မမြင်ရတာဟာထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူးတရုတ်ပြည်ကမဟာသရိုင်းကြီးဟာတကယ်တော့တစ်ဆက်တည်းတိဆောက်ထားတာမဟုတ်ပင်နဲ့ခေတ်အဆက်ဆက်ကမင်းဆက်ပေါင်းများစွာကတိဆောက်ခဲ့တဲ့သရိုင်းအပိုင်းအစပေါင်းများစွာကိုစုပေါင်းထားတာဖြစ်ပါတယ်အချို့အစိတ်အပိုင်းတွေကကြတော့အလွန်ရှည်လျားပြီးတော့အချို့အပိုင်းတွေကကြတော့အလွန်တိုတောင်းပါတယ်သရိုင်းကြီးရဲ့စုစုပေါင်းအလျားကတော့2196.18 မီတာရှိတယ်လို့တရုတ်ရှေ့ဟောင်းသုတေသနဌာနက2012ခုနှစ်မှာထုတ်ပြန်ခဲ့ပါတယ်ဒါပေမဲ့ဒီအလျားဟာသရိုင်းကြီးရဲ့အပိုင်းအားလုံးကိုပေါင်းစပ်ထားတာဖြစ်ပြီးတော့အချို့နေရာတွေမှာသရိုင်းတွေကသဘာဝအတိုင်းပျက်စီးယိုယွင်းနေတာကြောင့်သက်မှတ်တဲ့အကျယ်ရှိတာမဟုတ်ပါဘူးသရိုင်းကြီးရဲ့အကျယ်ကလည်းနေရာဒေသအလိုက်ကွာခြားမှုတွေရှိတာကြောင့်အာကာသကနေပြီးတော့မြင်ရဖို့ဆိုတာလုံးဝမဖြစ်နိုင်တာပဲဖြစ်ပါတယ်မဟာသရိုင်းကြီးကိုအာကာသကနေပြီးတော့မြင်နိုင်တယ်ဆိုတဲ့ဒဏ္ဍာရီဟာသိပ္ပံနည်းကြမမှန်ကန်ပေမဲ့ဒီဒဏ္ဍာရီဟာမဟာသရိုင်းကြီးရဲ့ဂုဏ်သတင်းကိုပုံမိုပြီးတော့ကြီးမားစေခဲ့တယ်ဆိုတာညှင်းလို့မရပါဘူးကမ္ဘာအံ့ဖွယ်9ပါးထဲကတစ်ခုဖြစ်တဲ့ဒီသရိုင်းကြီးဟာကမ္ဘာလှည့်ခီးသွားတွေကိုအစဉ်အမြဲဆွဲဆောင်နေခဲ့ပါတယ်ဒီဒဏ္ဍာရီကြောင့်လည်းလူတွေကမဟာသရိုင်းကြီးအကြောင်းပို့ပြီးတော့သိချင်လာကြပြီးတရုတ်ပြည်ရဲ့သမိုင်းနဲ့ယဉ်ကျေးမှုကိုပုံမိုစိတ်ဝင်စားလာကြပါတယ်က
ဒါကြောင့်ဒီတန်တိုင်းဟာလူသားမျိုးနွယ်ရဲ့ကြီးမားတဲ့စောက်လို့ရေးစွမ်းရည်ကိုဖော်ပြတဲ့အမှတ်အသားတစ်ခုအဖြစ်ဆက်လက်တည်ရှိနေမှာပဲဖြစ်ပါတယ်။မဟာသရိုင်းကြီးဟာမြေပြင်ကနေကြည့်ရင်ပဲကြောက်ခမန်းလေးလှပပြီးတော့ခန်းနာထဲဝါတာကြောင့်အာဂါသအနေမြင်ရသည်ဖြစ်စေမမြင်ရသည်ဖြစ်စေသူ့ရဲ့တန်ဖိုးကတော့မလျော့ပါသွားပါဘူး။ကျွန်တော်အနေနဲ့မဟာသရိုင်းကြီးအကြောင်းမှားယွင်းတဲ့အချက်လက်တွေကလူတွေရဲ့အသိပညာပေါ်ဘယ်လိုတက်ရောက်မှုရှိလဲဆိုတာကိုစဉ်းစားကြည့်ဖို့လိုပါတယ်။တမိုင်းဆိုင်ရာအချက်လက်တွေကိုမှန်မှန်ကန်ကန်သိရှိဖို့ကအရေးကြီးပါတယ်။အထူးသဖြင့်ခေတ်သစ်နည်းပညာတွေနဲ့အင်တာနက်တွေပေါ်လာတဲ့အခါမှာမှားယွင်းတဲ့သတင်းအချက်လက်တွေကအလွယ်တကူပြန့်နှံ့သွားနိုင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့လို content creator တွေအနေနဲ့မှန်ကန်တဲ့အချက်လက်တွေကိုတင်ဆက်ဖို့ကပိုပြီးတော့အရေးကြီးလာပါတယ်။မဟာသရိုင်းကြီးကိုအာဂါသအနေပြီးတော့မမြင်နိုင်ဘူးဆိုတာသိပ္ပံနည်းကျသက်သေပြပြီးသားဖြစ်ပေမဲ့ဒီတဏ္ဍာကြီးကတော့အခုချိန်ထိတည်ရှိနေသေးပါပဲ။ဒါဟာလူတွေရဲ့စိတ်ကူးစိတ်တမ်းတွေကိုဘလောက်အထိလွှမ်းမိုးနိုင်လဲဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်။မဟာသရိုင်းကြီးဟာအာဂါသကနေပြီးတော့မမြင်ရပေမဲ့သူ့ရဲ့တကယ်အံ့ဖွယ်ရာကတော့သူ့ရဲ့သမိုင်းနဲ့တိဆောက်ပုံမှာပဲရှိပါတယ်။ရာစုနှစ်ပေါင်းများစွာကြာအောင်လူသားတွေရဲ့အကျိုးပန်းအားထုတ်မှုဉာဏ်ပညာနဲ့အလုပ်ကြိုးစားမှုတွေရဲ့ပြရုပ်တစ်ခုဖြစ်ပါတယ်။ရှေ့ခေတ်တရုတ်ဘုရင်တွေကနိုင်ငံတော်ကိုကာကွယ်ဖို့အတွက်ဆောက်လုပ်ခဲ့ကြတဲ့ဒီသရိုင်းကြီးဟာစစ်ပွဲတွေရာသီဥတုဒဏ်တွေကိုခံနိုင်ရရှိခဲ့ပါတယ်။ခေတ်သစ်ကမ္ဘာမှာလည်းမဟာသရိုင်းကြီးဟာတရုတ်နိုင်ငံရဲ့ဂုဏ်ယူစရာအမှတ်အသားတစ်ခုအဖြစ်တည်ရှိနေပါတယ်။၎င်းရဲ့ခန္ဓာထဲဝါမှုဟာအာဂါသကနေပြီးတော့မြင်ရတာထက်ပုံမူပြီးတော့လူတွေကိုအံ့အားသင့်စေနိုင်မှာပဲဖြစ်ပါတယ်။ဒါဟာလူသားရဲ့စွမ်းရည်ကိုအမှန်တကယ်ပြသနေတဲ့သမိုင်းဝင်အမွေနှစ်တစ်ခုပဲဖြစ်ပါတယ်။ဒီတော့မဟာသရိုင်းကြီးကိုအာဂါသကနေပြီးတော့တကယ်ပဲမြင်ရသလားဆိုတဲ့မေးခွန်းရဲ့အဖြေကတော့မမြင်ရပါဘူးဆိုတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီတဏ္ဍာကြီးကမဟာသရိုင်းကြီးအပေါ်လူတွေရဲ့စိတ်ဝင်စားမှုကိုပုံမမြင့်တက်စေခဲ့ပြီးတော့ကမ္ဘာအံ့ဖွယ်တစ်ခုအဖြစ်ဆက်လက်တည်ရှိနေစေခဲ့ပါတယ်။ကျွန်တော်အနေနဲ့ဒီလိုမှားယွင်းတဲ့အချက်လက်တွေကိုရှောင်ရှားပြီးတော့မှန်ကန်တဲ့သတင်းအချက်လက်တွေကိုရှာဖွေဖော်ထုတ်ဖို့ကအရေးကြီးပါတယ်။ဒီဗီဒီယိုကနေမဟာသရိုင်းကြီးအကြောင်းစိတ်ဝင်စားစရာအချက်လက်အသစ်တွေရရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဆိုတော့ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းပြီးဘ ഹു တုတရစေတဲ့ဗီဒီယိုတွေကိုကျွန်တော်ရဲ့ Nova မြန်မာနေပြီးတော့အမြဲတမ်းတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကို like and share လုပ်ပြီးတော့ subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့။ပြီးတော့ဗီဒီယိုတင်ဆက်တဲ့အခါမှာအချိန်နဲ့တပြေးညီသိရှိရအောင်လည်း subscribe ပေးတာခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားကြဖို့မမေ့ပါနဲ့။ဆိုတော့နောက်ဗီဒီယိုတစ်ပုဒ်မှာပြန်ဆုံကြတာပေါ့